ဆိုအပူပေးပြန် Hello. Oh fuck. Hello အားလုံးပဲမင်္ဂလာပါဖြူပါဘလော့လေးတွေမလုပ်တာတစ်ပတ်လောက်ကြာပြီဒီအိမ်အစ်စ်ကလေးရွှေ့ပြီးကြတဲ့ဘလော့မလုပ်ဖြစ်တာတစ်ပတ်လောက်ကြာပြီဆိုတော့ဒီအိမ်ကလည်းတစ်လပဲငှားထားတာအားလုံးလည်းသိတယ်ဆိုတော့ဒီအိမ်ကတစ်လပဲငှားထားတာနောက်အခုကဒီအိမ်မှာနေတာတော့နှစ်ပတ်ပြည့်တော့မယ်ဆိုတော့နောက်နှစ်ပတ်ပဲနေရတော့မှာပေါ့နော်အဲ့တော့ဒီအိမ်လေးကဖြူပါအတွက်တကယ်တမ်းပြောလို့ရှင် new vibe လေးတွေပေးတယ် inspiration လေးတွေပေးတယ်အလုပ်လုပ်ချင်လာအောင်လေးတွေပေးနေပေမဲ့ vibe killer တွေကရမ်းများပြတော့ social နဲ့ political situation တွေကမြန်မာပြည်မှာကွာဆိုတော့ပြောသိမဆဲချင်ဘူးပြောပါဟိုမနစ်က vlog တွေကြည့်တဲ့လူတွေဆိုသိလိမ့်မယ်ပြောပါဘယ်လောက်ထိအပေါက်ဆိုးပြီးကြမ်းပြီးရိုင်းခဲ့လေဆိုတာအဲ့တော့ပြောပါတတ်နိုင်သလားစိတ်ထိန်ပြီးတော့အခုတက်နိုင်တဲ့လောက် vlog လေးတွေစပြီးတော့ပြန်ပြီး record လုပ်မယ်လို့စဉ်းစားပါတယ်။ပြီးတော့ Facebook မှာတော့တက်နိုင်တဲ့လောက်ဘာမှမတင်ဘူး။ဘာလို့ကတက်နိုင်တဲ့လောက်တွေအများကြီးပဲပြောနေတာ။ခါကျပြောစဉ်းစားလို့များပြောတော့အုံနောက်တွေကလေလူတွေလိုမဟုတ်တော့လူတွေရဲ့အုံနောက်လိုမျိုးလိုက်အတိညာကွန်မြူပြီးတော့ပျော်ရွှင်ပြီးတော့စိတ်ပန်းဆိုင်ရာပျော်ရွှင်ပြီးတော့လူရဲ့ will power လေးတွေကမြင့်ပြီးတော့အဲ့လို inspiration ပေါင်းများစွာရပြီးလူတွေကပျော်နေတာမျိုးမဟုတ်တော့ပြီးတော့ likeကွာဖြူပါအခုတော်တော်စိတ်တူနေပြီ anyway ဆိုဖြူပါတက်နိုင်သလားပြောအောင်နေမယ်အဲ့တော့တကယ်လည်းပြောရရင်အခုနောက်မှမီဒီယာလည်းမှန်မှန်တာတစ်ပတ်လောက်ရှိပြီပေါ့နော်ဆိုတော့သိတဲ့အတိုင်းပဲကန်ကောင်းတာဖြူပါရန်ကန်ကောင်းတစ်ခါကျဒီဗီဒီယိုကြည့်နေတဲ့လူသားတတိုက်ကကျွန်မရဲ့ကျေးဇူးရှင်နေပဲဆိုတော့ဖြူပါကိုအကုန်လုံးကစကားလေးလာပြောကြတယ်အပေးစကားတွေလာပြောကြဘာလို့ဆိုတော့အကုန်လုံးကဒီနွန်နစ်နေကြအကုန်လုံးကအတူတူပဲစာပတနာတက်နေကြကွာဆိုတော့ကျမထက်အများကြီးဆိုးတဲ့လူတွေအများကြီးပဲရှိရဖြူပါလိုမျိုးလို့ဖုန်းကင်ပြီးစကားမပြောနိုင်မဲနဲ့မြေကြီးတွေနဲ့နေရတဲ့လူလေးရှိရဖြူပါသိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်လူတိုင်းကကိုနေထားတဲ့ကိုဒုက္ခရောက်နေကြတယ်ကြည့်ပဲလူတိုင်းကကိုနေထားတဲ့ကိုစိတ်ယောဂရနေရတယ်ကြည့်ပဲထမင်းစားပြီးတော့စိတ်ယောဂရနေတဲ့လူလေးရှိတယ်လို့လိုက်ပဲနှစ်စီပဲစားပြီးတော့စိတ်ယောဂရနေတဲ့လူလေးရှိရပဲဖြူပါပြောချင်တာတယောက်နဲ့ဘာလို့လောက်ထိလိုက်ပြီးစကားတွေပြောပြီးကြောက်နေတယ်အချင်းပုတ်ကတ်နေရတယ်ငါတို့အကောင်ကငရဲကြနေတယ်သိရမလား तू ကြနေငရဲကပို့ပြီးတော့တာနေ तू ကြနေငရဲအဲကိုရှိတယ်ဆိုတာမျိုးမဟုတ်ဘူးအကောင်လုံးကငရဲကြနေရကွာသိလားဆိုတော့ anyway so ဒီ vlog လိုမျိုးအစဲတွေနဲ့ပဲမဆချင်ပေမဲ့တေးကြတယ်ပထမ9မိနစ်ကအစဲတွေနဲ့ပဲပြီးသွားတယ်ဆိုတော့တနိုင်သလားချစ်ဖို့ဖြစ်အောင်ဒီရက်ပိုင်းလေးအတွင်း vlog လေး record လုပ်ပေးချင်ပါတယ်ဖြူပါမျိုးတွေရောက်နေတော့လေးတစ်ခါလေးကြာရင်ဖြူပါအပြင်ထွက်ချင်ပေမဲ့ဘုံကွဲမှာကြောက်လို့ကျမမသိမသွားရဘူးပေါ့နော်ဒါပေမဲ့မျိုးထဲမှာရတဲ့ inspiration ကဖြူပါနေတဲ့ရက်ကွက်မှာရတဲ့ inspiration နဲ့မတူဘူးဖြူပါတနိုင်သလားတငယ်ချင်းတွေနဲ့တော့အပြင်ထွက်ပြီးတော့ like ဆိုင်လေးပါလေးထိုင်တာတော့လုပ်ချင်တယ်မနေ့ကတော့အမေတို့နဲ့အင်းဝါမှာဖားလို့တာသွားစားဖြူပါအင်းဝါမှာမစားတာနှစ်ချီနေဖြူပါနောက်ဆုံးအင်းဝါမှာစားတဲ့ story ရအရင်ရည်ရတယ်အဲ့ story ကိုလည်းနောက်ပိုင်းလမ်းကြုံမှာပဲဖြူပါ make tutorial လေးကိုပြောပြမယ်ဆိုတော့အင်းဝါဖားလို့တာကတော့အင်းဝါအေးဆိုင်ကဖြူတော့ငငယ်တွေအရင်ခစ်စားလေကိမုတ်တွေရောအချိုပွဲတွေရောအရင်စားလို့ကောင်းတယ်ဖေးမေဖြူပါမနေ့ကသွားစားပြတယ်သွားစားပြတော့ vlog ကတော့မရိုက်ဖြစ်ပါဘူးဒါပေမဲ့အမေနဲ့အတင်းနေတုံနေယောက်ျားတွေမကောင်းကြအောင်အဖေကိုဘေးမှာထားပြီးတင်းတော့ဆိုတော့ပြီးတော့အမေတို့ရတယ်လို့ကျမကအင်လိုက်မပို့နဲ့ဆိုပြီးတော့အင်းဝအေးဆိုင်ကနေပြီးတော့ဒီဘက်ကိုလမ်းလျှောက်ပြီးပြန်လာချွေးတွေတန်နေထွက်သွားပြီဖြစ်ပါအဲ့လောက်ထိအရှိလမ်းမလျှောက်တာကြာပြီဖြစ်ပါငငယ်တော့က10တန်းအောင်ပြီးတော့ရန်ကုန်မှာလာပြီးတော့ကျောင်းစားတက်ကားစားဆိုလို့ရှင်ဘယ်တော့48ဘတ်ကားစီးတယ်ဒါမှမဟုတ်လို့ရှင်လမ်းလျှောက်တာပေါ့နော်ဆိုတော့မှန်တိုင်းပြောရင်ရန်ကုန်မြို့ထဲမှာနေတဲ့လူတွေရဲ့အရန်ကောင်းတဲ့ချက်ကလမ်းလျှောက်လို့ရပဲဘယ်တော့လမ်းလျှောက်တာ like just vibe ပဲကွာဒီလားပြီးရင်တချင်းလေးနားထောင်မျိုးလမ်းလျှောက်ရတဲ့ feeling လေးဟာကိုတည်လာရုပ်ရှင်တွေကကောင်းမလေးပေါ့ Vampire Diary တဲ့ Elena လို့ခန်းစားရတယ်ဒါပေမဲ့လေရုပ်တရက်ကြီး platform ပေါ်ကဘုံတက်နေမိမှလေကြောက်ရသေးအဲ့ဒါဒိုးနိုင်ငံရဲ့အနေထား oh my fucking god ကိုရှိပြောပါလေအဲ့ပွဲစိတ်သေးလေးတွေမြင်လို့ရှင်လေဘလုံးမတီးခါနိုင်ဘူးအရှက်ဦးရပွဲစိတ်တွေကိုဝုန်းတာဟုတ်ဒါပေမဲ့သူတို့တွေရဲ့အဲ့ဒီပွဲစိတ်လမ်းကြောင်းကလေသူအလုံးလုံးပြီး ecosystem နဲ့အလုံးလုံးပြီးဟိုသွားတီသွားလုံးနေတာအောင်မြင်လေဘလုံးမနေနိုင်ဘူးသူက
might be poor, but anxiety. It will wear see, not like how much in it. You don't mold water. You might say, you are not young. Look at my piano. You are not Maninia. That was a tiny. Oh my fucking god. So, Mania Dina Matina, Jama Penny, Bubani Taba. And if you are since our bono, my chala, Laisha, Puba Loma, my machow. Puba alone, put a city or than shady lobby. Puba Machia, Jambo, where she and I where no? I wrote you wrote Jamai and your posse Lanjao Piano. Jama, throw a coil let baby to Ajar. Timajama Tine and Yao. Do you know to Are? Huh? Oneထားလိုက်ပါတော့ဒီအောက်ကနေသူတို့သွားတယ်အဲ့တော့ဒီဘက်ကိုပြန်ရောက်တယ်ဒီမှာတွေ့လားသူတို့သွားတယ်နော်ဒီမှာတွေ့လားလမ်းကြောင်းကဒီဘက်ကိုရောက်သွားတယ်โอเคသူတို့သွားတယ်ထားလိုက်ပါတော့ကျွန်မကြော်လိုက်မယ်ဒီမှာသူတို့သွားတယ်အများပဲတွေ့လားဘာလို့အလောက်ထိလမ်းနေလျှောက်နေရတာလဲပြီးတော့ကွာဟိုမှာဖြိုးပါဟိုဘက်အိမ်ရပစ္စည်းတွေဒီမှာကြည့်နော်မနော်အဲ့ဒီဟာလေဒီမှာလည်းမပြီးဘူးဖွက်ပြသူတို့သွားတာဒီမှာလည်းမပြီးဘူးဒီမှာရှိသေးတယ်နော်တွေ့လားဒီမှာဒီဘက်လမ်းကြောင်းကကြတော့ဒီဘက်နားကကြတော့ဒီနေရာမှာဘယ်လိုခေါ်မလဲအေးတယ်ကွာဒီတမန်တလင်းကအေးလို့ပဲဒီအိမ်မှာအဲ့လိုပွဲစိတ်လမ်းကြောင်းလာပေါ်ဒီမှာကျွန်မအားနေသူတို့တက်နေမိတယ်โอเคโอเคမပြီးသေးဘူးဒီမှာမပြီးသေးဘူးသွားနေတော့မတင်းတို့တွေနော်ဒီမှာဒီကျွေပြားနေရတော့လူတွေတိတ်မမြင်ရတော့လို့ fuck ဘာလို့ရှင်လဲသူတို့ကဒီအိမ်နောက်ဖေးဒီအနားမှာဖိုက်ဖို့ရှိတယ်အမိုက်ပုံကနေပြီးတော့ဟိုးပဲအိမ်ရှိကိုတဲ့အခါချီကိုခရီးထွက်3ရက်ရှိတယ်မနေ့ညစပြီးတော့သူကထိုင်လို့မရဘူးဆိုတော့တိသွားတယ်အဲ့လမ်းကြောင်းမှာသူတို့ရှိရဆိုတော့တိသွားတယ်ဆောင်းကပြပိုင်းနဲ့မှမဟုတ်စားမိလို့လည်းပြုတ်ကျသွားတာလားထမင်းစီလေးကြာနေတာလားလိုက်ရှာလုံးဝမဟုတ်ပြမနေ့ညကနေစပြီးတော့ဖြန်းသေးတွေနဲ့တတ်တယ်ထပ်ပေါ်လာတယ်ဒီနေ့ကတတ်တယ်ထပ်ပေါ်လာအခုဒီညနေပေါ့ဆိုတော့တေးကြပြီပြပခဏနေပြီးထွက်တာပြခုဆိုရင်ပြပအဲ့ပိုးတက်စေဆိုတာတကယ်တော့အဆုံးထိမတက်ချင်ဘူးကွာပြမရေလေးတွေတို့တစ်ခါကျ like လုပ်တယ်အဲ့တော့သူတို့ဒီလမ်းကြောင်းရှိနေတဲ့ခါကျတော့သူတို့ရဲ့ ecosystem နဲ့သူတို့ရဲ့ something အလုပ်နေတဲ့ processing ကိုလည်းတွားပြီးဖြတ်လို့လည်းမရအောင်ဘာတွေလုပ်ရမှလည်းမသိဘူးဒါပေမဲ့အပြင်ထွက်ရမှာလည်းပြမရန်ပြင်းတယ်ပြမလည်းမထွက်ချင်ဘူးအဲ့တော့ဒီညနေညရောက်လို့ပြင်ထွက်ဖြစ်ရင်ပိုးသက်ဆေး is number 1ပိုးသက်ဆေးဆိုတာပွဲစိတ်ဖြန်းဆေးက number 1ချို့ရောမသိဘူးဘာလို့ပွဲစိတ်တွေအဲ့လိုမျိုးပွဲစိတ်ပဲဒီဖြစ်အဲ့လိုအကောင်လေး insect လေးတွေကကွာအိမ်ရဲ့တနေရာမှာစုနေတာကိုတိလို့ရှင်အဲ့အတွေးက跳လို့မရဘူးတစ်ချိန်လုံးပွဲစိတ်လေးအာမလေးအသားကြီးရမ်းရတယ်တွေးတတ်တယ်Way to go. When they found her body, her eyes were wide open.
From the moment of her kidnapping up until her death, it's not known exactly. အဲ့တော့အခုကလက်ကလည်းညောင်းသေးရဲ့အဲ့တော့ခေါင်းပေါ်မှာဖုန်းတင်ထားဆိုတော့ပြုတ်ကြရင်ကြာနိုင်တယ် anyway ဆိုတော့ဖြူပါခုန documentary တချို့ကြည့်နေလူတတ်တဲ့ documentary လိုက်မှုကင်းတဲ့ပေါ့နော်အမမှုကင်းတဲ့ကြည့်နေလို့မျိုးတခါလေကြာရင်အိမ်နေဝင်ပြီးတော့အနုချမ်းစီးတာတို့တခါလေကြာလို့ရှင်ခရီးသွားရင်လမ်းမှာဟိုကိုကကုညီလိုက်တဲ့လူသားတတိုက်ကကိုတတ်သွားတာတော့အဲ့လိုမျိုးတဲ့အစ်စ်ကလေးတွေပေါ့နော်ပြောချင်တာပါဆိုတော့ကဘာမှလူတွေအကောင်လုံးဆောက်တလွဲတွေကြပဲဖေလို့မှသားတွေကြပဲဆဲပြမင်းငါလည်းဒုက္ခဆိုတော့ anyway အဲ့တော့ပြောပါအမြဲတမ်းတယောက်တည်းချိန်ပြောရတာကြိုက်တယ်လောလောဆယ်မူချီလည်းမရှိတော့အမေအိမ်မှာပေါ့နော်မနေ့ကတော့မူချီနဲ့တော့တွေ့သေးရဲ့မူချီတော့ဟိုအမေတို့နဲ့ပျော်နေပါဆိုတော့ဖြူပါအမေရောအဖေရောမောင်လေးရောရှိတဲ့ခါကျတော့သူလူများရဲ့မူချီကပျော်တယ်ဒီမှာကျတော့ဖြူပါပဲရှိတော့ तू ကဟိုမွေးကလေးကနေတဲ့အိမ်လည်းမဟုတ်တော့ဒီမှာ तू ကနည်းနည်းကြောက်တာပေါ့နော်ဟိုအမေတို့အိမ်မှာ तू ရန်နေကိုအဆင်ပြေနေရတော့လောဆယ်ထီတော့ထားလိုက်အောင်မယ်ခုနကတော့ဘာပြောမလဲမသိဘူးဖြူပါခဏနေလို့ရှင်တော့ podcast လုပ်မယ်စိတ်ကူးတယ်အခု10နာရီထိုးလို့ရှင်တကယ်ချင်းမဟုတ်ရုံးကလူတွေက10နာရီထိုးလို့ရှင် meeting လုပ်မယ်လို့လည်းပြောလို့လေဆိုတော့အခု10နာရီတော့ထိုးနေပြီသူတို့တွေဘာမှတော့စာမပို့သေးဘူးဆိုတော့မလုပ်ဖြစ်လာတော့မပြောတတ်ဘူးဒါပေမဲ့ဖြူပါကဒီညပွဲစိတ်တက်တာကပွဲစိတ်ကမသေးဘူးပဲနဲ့ပွဲစိတ်လမ်းကြောင်းလည်းဖြူပါဖြတ်လို့မရဘူးသူတို့ကအရန်ကိုဇွဲမြင်းဇွဲတွေပြင်းနှက်သူတို့ကအရန်ကိုဇွဲကြီးတဲ့ပွဲစိတ်လေးတွေပေါ့နော်အဲ့ခါကျတော့ဘယ်လိုလဲဆိုတော့ကျွန်မလက်မြောက်အရှုံးပေးထားတယ်ဟိုသူတို့ကိုတန့်ရှင်းလုပ်ပြီးသူတို့ပြည့်စည်လဲလိုက်တော့မှဟိုလမ်းကြောင်းတစ်ကြောင်းနဲ့သွားနေတာနေလမ်းကြောင်းနှစ်ခုတွေပါတယ်ခွဲပြီးသွားပလိုက်တယ်အဲ့တော့ဖြူပါပို့ပြီးသွေးတွေတက်လာပေါ့နော်တစ်ဖက်ပဲဆိုတော့အခုကခဏနေလို့ရှင်တော့ပြပါpodcast လုပ်မယ်ဒီနေ့ကရေချိုးတော့ခေါင်းလျှော့လိုက်တာစပင်လေးကအရန်ကိုဒီညအတွက်ကဘယ်လိုပြောရမလဲဘယ်လိုခေါ်လဲကိုဟဲဒီဖြစ်နေတာပေါ့နော်တခါလေကြားလို့ရှင်အခုလိုမျိုးအချိန်မျိုးဆိုပြပါတမင်တက်အလုံးမလုံးဖဲနဲ့ခုန jazz music လေးနဲ့နားထောင်ပြီးတော့တယောက်တည်းဟိုတွေးလိုက်ဒီတွေးလိုက်လုပ်နေရပါတော့တခါလေကြားလို့ရှင်ဒီလိုမျိုးကို့မှာအဲ့လိုအလုံးဖြစ်တဲ့အချိန်တွေရှိရကွာ not lonely နော် just being alone တယောက်တည်းနေရတာပြပါ sorry တဲ့ကြိုက်တယ်လို့အဲ့လိုကောင်းတာဆိုတာအကုန်လုံးပြပါတယောက်တည်းခံရတာပြပါအတွက်ကြာနည်းနည်းလေးသဘောကျတယ်ပေါ့နော်တကယ်သဘောကျတယ်အဲ့လိုမျိုးဘာဖြစ်လို့ဆိုဟိုအရန်ဝမ်းတဲ့အချိန်တွေလည်းမတယောက်တည်းရှိပြီးတော့ဖင်ပြောင်ကြီးရှောက်သွားပြီးတော့လည်းမျိုးနန်းရန်တစ်ခုမှထိုင်ပြီးတော့ဖတ်ပြီးငိုလိုက်ရတဲ့ခံစားချက်ကဘယ်သူမှကို့လာပြီးတော့ခေါင်းပုတ်ပြီးနှစ်သိပ်ပြီးတော့တိတ်ကလေးလေးရဲ့အဲ့လိုမျိုးလာလောက်တာနဲ့မတူးกว่าပြောအမေရှိလို့ရှိရင်လည်းပြောအမေက like ပြောပါနေငိုမနေနဲ့ဘာညာတလကားပဲပြောမှာပဲအဲ့ကိုပါကိုအဆုံးစွန်ဒီခံစားချက်တွေတော်တော်များများကိုခံစားပြီးတော့မှကိုပါကိုချုပ်ငိမ့်သွားတဲ့အရာဒါတော်တော်လေးကောင်းတယ်အဲ့ဒါကိုမနှစ်ကလေးကတစ်နှစ်လုံးကိုတယောက်တည်းလှုပ်လာတဲ့အတွက်ကြောင့်အခုဆိုပြောပါ advanced level ရောက်နေပြီလို့ကိုထင်တာပဲနောက်တစ်ခုကကြာအဲ့လိုမျိုးတယောက်တည်းရှိတဲ့အချိန်မှာအလုပ်တွေအများကြီးလှုပ်လို့ရတယ်နောက်တစ်ခုကသူများတွေနဲ့အဲ့လိုမျိုးလိုက်ပြီးညှိနေစရာမလိုပဲနဲ့ကိုက focus ထားပြီးအကုန်လုံးလုပ်လို့ရတယ်အကယ်အလေလိုက်ချင်တဲ့ဘာမှမလုပ်ဘဲနဲ့ procrastinate လုပ်မယ်ဆိုလို့ရှိရင်လည်းတကောင်နဲ့လုပ်လို့ရတယ်အခြားဟာတွေလုပ်မယ်ဆိုလို့ရှင်လည်းလုပ်ရအဲ့ဒါကိုပြပသဘောကျရပါတော့ခဏနေလို့ရှင်တော့ပြပ podcast လုပ်မယ်ပြီးလို့ရှင်ရင်စောစောအိမ်မယ်လို့တော့စိတ်ကူးတယ်ပြီးဆိုမနက်ဖြန်ကမနက်ပိုင်းမှာ meeting တွေလည်းရှိသေးတယ်နေ့ကင်းကြရင်ပြပ meeting လေးတွေရအမိုးမနက်ဖြန်တနေ့ကို meeting တွေပဲ oh my god နောက်မှလေဒီအိမ်ကအခုလောလောဆယ်ကပြပမပြောင်းသေးဘူးပေါ့နော်အိမ်ပြောင်းကနီးပြီဆိုလို့ရှင်ပြပဒီအိမ်ထိုးလေးလုပ်ပြီးလူကြရင်တော့လုတ်ပေးခဲ့ချင်တယ်ဒါပေမဲ့ဒါကသူများအိမ်လည်းဖြစ်တော့ like ငါးစားတဲ့အိမ်ကိုပြပါဟိုဟိုတယ်လည်းမဟုတ်ဘူးကွာဒီလားအဲ့လိုမျိုးသူများအိမ်ကြီးကို like တအိမ်လုံးလိုက်ပြရလောက်အောင်ထိလဲချို့လူတွေကြတော့ကြိုက်ချင်မှကြိုက်မှာဒါဟိုတယ်မဟုတ်လေဒါအိမ်ကွာဒီလားအကယ်ပြပါမနေဘူးဆိုလို့ရှင်လဲဒီအိမ်ကခြားနောက်တစ်ယောက်လာနေမှာပဲအဲ့ချိန်ကျရင်ဒီအိမ်ရဲ့ structure ဒီအိမ်ရဲ့ဝင်ပေါက်ထွက်ပေါက်လိပ်စာလေကားအစားလူတွေတိနေကြတော့နေတဲ့လူအတွက် safety မရှိဘူးပေါ့နော်အဲ့တော့ဒါကတော့မဖြစ်သင့်ဘူးနာပြောသလိုပဲကဘာကြီးတစ်ခုလုံးက
လူဆိုးတွေနဲ့တခိုးတွေနဲ့ပြည့်နှက်နေရဖြစ်တဲ့အတွက်ကြောင့်ဖြူပါကတော့ချို့ဟာတွေဆိုရင်ဟိုတယ်မဟုတ်တာဟိုတယ်မဟုတ်တော့ဖြူပါမပြသင့်ဘူးလို့ဖြူပါထင်ပါတယ်ကိုပေါ့ကိုဒီတိုင်းတည်မလားလူကြည့်များမှာပဲဟဲ့လူစိတ်ဝင်စားမှာပဲဟဲ့ဆိုပြီးတော့ဟိုပြဒီပြထက်စားလို့ရှင်ရင်တော့စဉ်းစားလာအောင်မလားโอเคအဲ့တော့ဖြူဘယ်လောက်ထိစိတ်တွေအဲ့လိုဂလန်ဂလောတွေဖြစ်နေလဲမသိဘူးဖြူပါအခုစူးစမ်းပြီးတော့ makeup productive ဖြစ်အောင် Facebook မှာလည်းဘာမှလည်းမတင်ပြဘူးဆိုပြီးစူးစမ်း makeup tutorial လုပ်တာ foundation အစစ်မဲ့ရှိသေးရဲ့ဖြူပါတမျိုးပဲနေလို့မကောင်းအဲ့ဒါနဲ့ဒီစက်မလုပ်တော့ဘူးစိတ်ရှုပ်လို့အဲ့တော့ဒီနေ့ညတော့လို့နည်းနည်းလေးအခုညနေတော့ရောက်သွားပြီတနေ့ကုန်ဘလော့တော့မလုပ်ပြဘူးဆိုတော့ဒီညတော့စပင်နေလဲသွားညက်ချင်တယ်စပင်ရမ်းရှည်နေပြီဗျအရမ်းစိတ်ကုန်နေပြီစပင်အောင်လဲလေဆိုတော့အမေတို့နဲ့ချိန်ထားတယ်ဟိုစလိုက်သူတို့မုတ်ထားချင်တယ်ဆိုလို့အဲ့ဒါနဲ့မုတ်လေးတော့သွားစားမယ်စဉ်းစားရပြီးတော့ဟိုmakeup tutorial တော့ပြနောက်နေ့မှပဲတင်ပေးတော့မယ်ဒီပုံစံနဲ့တော့ပြဒီနေ့ဆက်ပြီးအလုပ်လုပ်လို့မရတော့ဘူးခုနပြောသလိုပဲကျွန်မတိတ်တော့ပြောမနေဘူးဒါပေမဲ့9မိနစ်လောက်ကိုမျက်နှာကိုထိုင်ကြည့်ပြီးတော့ဒိန်းထားလေးနဲ့ပဲဆက်ပြီးတော့ညနေကျရင်တော့လူရုပ်လေးဖြစ်သွားအောင်ဆိုပြီးတော့ဆက်လိမ့်လိုက်ပြီးတော့စဉ်းစားလိုက်ပါတယ်အဲ့တော့ okay ညခုံးမွေးဆွဲမယ်ပေါ့နော်ဒီ vlog ကိုဒီပိုင်း vlog လေးတွေကိုကြည့်ကြတဲ့အတွက်ကြောင့်ကိုယ်တိုင်လည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့ဆိုပြပါလေခုနဟိုပြောသလိုပေါ့နော်လူတိုင်းဟာ like စိတ်ဆင်းနေရင်းနေအချိန်မှာလူဆိုတာသူတို့အဲ့လိုဟိုပြောလူတွေကကွာတိလားအကြောင်းအရာတစ်ခုခုအလုပ်ပြီးသွားပြီဆိုလို့ရှင်လူတွေကယေးအလုပ်ပြီးပြီဒါမှမဟုတ်လေယေးငါဒီနေ့တစ်ခုခုတော့လုပ်ခဲ့နိုင်ပြီဘာညာဆိုပြီးတော့လုပ်လိုက်တဲ့ဟာမျိုးကလုပ်လိုက်ခဲ့ပြီဆိုပြီးတော့ဘာညာလုပ်လိုက်တဲ့အရာမျိုးကိုယ်ပျော်ရွှင်မှုလေးနဲ့ serotonin တစ်ခုထွက်စေတယ်ဆိုတော့ပြပါအဲ့ဒါကြောင့်မလို့ပြပါဘယ်လောက်စိတ်ညစ်နေနေပြပါအလုပ်လုပ်တာပေါ့နော်ဝိတ်ပြပါတကယ်တော့လေညခုံးမွေးတက်တူထိုးတာနည်းနည်းမှိန်သွားတယ်လား refill သွားလုပ်ရအောင်ပါဆိုတော့အခုလောလောဆယ်တော့ညခုံးမွေးတွေပါဆွဲနေပြီပေါ့နော်ဆိုတော့ဘယ်လိုလဲဆိုလို့ရှင်အဲကြောင့်မလို့ပြပါ vlog လေးလုပ်ဖြစ်တာအကောင်လုံးစိတ်ညစ်နေဆိုတဲ့အချိန်မှာကျမလူတွေအကုန်လုံးပျော်ကြပါတယ်နဲ့ကနေပါအရက်တော့ကျမတို့ပျော်ပါစေဆိုပြီးတော့အဲ့လိုမလုပ်ပြနေရတော့မဟုတ်လူတိုင်းကကိုယ့်ရဲ့ coping mechanism နဲ့ကိုယ့်ဘာကိုဘယ်လိုပျော်အောင်နေရမလဲကိုယ့်ဘာကိုဘယ်လိုစားတောက်ရမလဲဆိုတော့လူတိုင်းကတော့ဖန်တီးကြရပဲအဲ့လိုပဲ same reason ပေါ့နော်ဖြူပါလည်းအမြဲတမ်းနေကိုမွေးညီလာအဲ့လိုအတွက်နဲ့ပဲပြောပါဘလော့လေးလုပ်ဖြစ်တာပေါ့နော်အားလုံးလို့ wrong information နဲ့ရောက်မသွားစေချင်ဘူးဒါပေမဲ့အချို့ကြတော့လေထင်ကြတာလေဟိုလူတိုင်းစိတ်ဆင်းရဲနေချိန်မှာဒီ blog က vlog လုပ်လို့မပြီးဘူးလို့ထင်နေမှာဆိုလို့အဲ့လိုမဟုတ်ကျွန်တော်ကလူတိုင်းကိုထားကြဟဲ့ခီးသွားကြဟဲ့လို့ကျွန်မအော်စိဟိုထားကြဟဲ့ခီးသွားကြဟဲ့ပတ်စံနေဖြုံကြဟဲ့ကျွန်မလိမ့်တယ်လို့လိမ့်ကြဟဲ့ဆိုပြီးလုပ်နေရမှာဟုတ်သူကလုပ်တဲ့ vlog လေးတွေကဒီတိုင်းပဲ daily lifestyle မှာကျွန်မလည်းရှင်တို့နဲ့အတူတူပဲအားလုံးနဲ့အတူတူပဲဒါပေမဲ့ကျွန်မစူးစမ်းပြီးတော့အလုပ်လုပ်ပြီးရှင်းတတ်တယ်အားလုံးလည်းတနည်းတစ်ဖုံနဲ့စူးစမ်းပါဆိုတဲ့ version လေးနဲ့ပဲပြပါလုပ်ပြရကွာပြပါဘယ်လိုပြောအောင်နေလဲပြပါဘယ်လိုစိတ်ကိုထိန်းထားလဲပြပါဘယ်လိုဟိုအလုပ်တွေစူးစမ်းပြီးလုပ်နေလဲဆိုတော့တော်တော်များများကတော့ကြင်နဲ့သူတို့ vlog လေးတွေကနေပြီးတော့ဟိုပေါ့ကြံညာလေးပဲဖြစ်ဖြစ်တခုခုရသွားတယ်လို့ပြပါထင်တယ်အဲကြောင့်မလို့လည်းပြပါ vlog လေးတွေမနှစ်ကလေးစတိုက်လုပ်ဖြစ်တာပေါ့လေဆိုတော့ wrong information နဲ့ခြားလူတွေစီရောက်သွားမှာတော့ကျွန်မလည်းမလိုလားဘူးလို့လည်းမလုပ်ချင်ဘူးပေါ့နော်နောက်တစ်ခုကပြအများကြီးတော့မလိမ့်ချင်ဘူးအဲ့တော့ဒါပြီးရင်ပြပါနီချင်တယ်နော်ပါနီကဒီဟာလေးပဲဒီပါနီလေးကြိုက်တယ်ဆိုတော့ပြပါလိုမျိုးအမြန်အဆန်နဲ့ပြီးတော့လူသူလိုရုပ်ပေါက်ချင်ပြီးတော့လို့ပါနီကိုအဲ့လိုတစ်ခုခုကိုရမ်းကြိုက်တဲ့ပါနီကိုသုံးပြီးလို့ရှင်ဒီပါလေးကိုကျမမူချိုလိုအနာသူရှိလို့ရှင်ပို့ပြီးတော့ easy ဖြစ်မှာဆိုတော့ဒီလိုပါးကိုချဲပြီးသားပြီဆိုလို့ရှင်ဒီမှာနည်းနည်းကြံတဲ့ဟာပဲရှိသေးတယ်ဒါမှမဟုတ်ထပ်ယူလိုက်ကွာပြပါတော့အများနဲ့ထပ်ယူပြီးခါလိုက်ခါပြီးဒီလိုမျက်လုံးတွေကိုပါလိုချဲပလိုက်တာအဲ့တော့ဒီနားလေးတွေမှာလို့မိန်လေးပါးနီရောင်လေးထင်တော့အဲ့တော့ eyeshadow လည်းတိတ်ချဲစရာမလိုဒါမှမျက်လုံးမှာပါကာလာလေးပါသွားတာပေါ့နော်ပြပါတော့အများနဲ့အဲ့လိုလုပ်တယ်
ဆိုတော့တစ်ခါလေကြာရင်ကိုမျက်နှာလေးကနည်းနည်းလင်းလင်းချင်းချင်းလေးဖြစ်သွားတာပေါ့လေဒါဆိုရင် makeup လေးကပြီးသွားတယ်ပြီးရင်ဖြူပါဆိုဘယ်လောက်စိတ်ညစ်လဲဆိုတော့ makeup လုပ်တောင်ဖွဲရမလိမ့်တာမနစ်ကြရပဲဖွဲရလိမ့်နေဆိုတာတိအားလုံးတိမှာပါ makeup ကိုလို eyeshadow တွေချေတာ eyeliner တွေချေတာညတောင်တူလေးတွေတက်လုံးဝ full makeup ဆိုတာပြောပါမှာမနစ်ကြရပြောမလုံနိုင်တာပေါ့နော်အလုပ်များလို့ရလည်းမဟုတ်ကိုတိုင်းစိတ်ရှုပ်လို့ကိုဒီတိုင်း presentable ဖြစ်နေရင်ပြီးပြီဆိုတဲ့ version နဲ့ပဲပြနေတာပေါ့ဆိုတော့ anyway အဲ့လိုမျိုးအများကြီးလိမ့်နိုင်တဲ့ make လေးတွေကိုတွေ့ရင်လည်းပြကိုတိုင်းအခုရမ်းချီကျူးတယ်ရမ်းလည်းသဘောကျတယ်သူတို့လေးတွေကိုလေကိုတော်အခုနောက်ပိုင်းမလိမ့်ဖြစ်ဘူးမလိမ့်လည်းမလိမ့်ချင်ဘူးပေါ့အဲ့တော့မျက်တောင်ကတော့ပြအမြဲတမ်းကော့တယ်ဘာဖြစ်လို့ဆိုတော့မျက်လုံးလေးနည်းနည်း bright ဖြစ်ချင်တယ်ပေါ့eyeliner လက်တလောလေးဒီခဏနေပါအောင်ဒီ eyeliner လေးတွေကောင်းတယ်ဒီဥစ္စာပါလဲနာမည်က MSH eyeliner လေးတွေသူတို့ကဆိုတော့ဒါလေး eyeliner တော့တစ်ချက်ချေလာမယ်ဒါအနက်ပဲထင်တာပဲအဲ့တော့ဒါအနက်မဟုတ်ဒါနည်းနည်း color လေးပါပြီးတော့ဒီ eyeliner လေးတွေကသူကလေဒါလေးကအညိုရောင်လေး yes အဲ့လိုမျိုးချေရတာရမ်းလွယ်တွေ့လားဆိုတော့တစ်ခါလေးကြားလို့ရှင်တော့အဲ့လို eyeliner လေးပါလေးချေလို့ရှင်လည်းမျက်လုံးလေးက bright ဖြစ်တယ်ပြီးတော့သူ့ရဲ့ဒီ ထိတ်ကလေးကလေတေးသေးလေးမို့လို့သူကလေဒီမျက်တောင်တူလောက်တာတော့ဘာလို့အတွက်လဲလှတယ်mascara Mazuri ရဲ့ mascara လေးပဲချိန်မှာဖြစ်ပါတယ်ဒီနေ့တော့ထူးဆန်းစွာနဲ့မီးမပြတ်ပါဘူးဘာလို့လဲတော့မသိပါဘူး mascara လေးဒူးတွေကိုပေးကုန်ပြီဒီမှာနောက်နေ့မှ full makeup အဲ့လိုမျိုး tutorial လေးလုပ်ပြီးတော့ Facebook မှာလည်းပြန်တင်ပေးအောင်ပါဘာဖြစ်လို့ဒါခါကျစဉ်းစားရပေါ့နော်လူစားစိတ်ညစ်လို့ရှင်သူ့ကိုနည်းနည်းလေးအပြင်ကအကြောင်းအရာတွေမေ့သွားပြီးပျော်အောင်လုပ်တဲ့အကြောင်းအရာလေးတွေလုပ်တင်တယ်ကွာဥပမာဖြူပါအတွက်ဆိုရင်အရန်စိတ်ညစ်လို့ရှင်ဖြူပါ beauty blog ကဘာလို့စဖြစ်လာလဲဆိုဟိုလွန်ခဲ့တဲ့ like 6နှစ်9နှစ်လောက်ကအဲ့လိုပဲရုံးမှာအလုပ်တွေရမ်းရှုပ်ပြီးစိတ်ညစ်လို့ဆိုပြီးတော့ vlog လေးရှောက်လုပ်ရင်ရတယ် vlog ပဲဖြစ်လာတာပေါ့နော်ဒါမှမဟုတ်လည်းငါလုပ်ချင်တဲ့ဟာလေးတစ်ခုလောက်ငါငငယ်တည်းကငါအတွက်ဝါသနာပါပြီးငါအရန်လုပ်ချင်ခဲ့တဲ့အရာလေးကိုငါလုပ်မယ်ဆိုတော့အတွေးလေးတွေနဲ့အဲ့လိုမျိုးလေးတွေစပြီးရှောက်လို့စီချင်တယ်အရာထင်တတ်တယ်ကိုယ့်ရဲ့ဒီ intention ကလုံးဝကိုယ့်ကိုပျော်ရွှင်ပြီးတော့ pure ဖြစ်တယ်ဆိုလို့ရှင်အရာထင်တယ်စိတ်မပူနဲ့တော်နဲ့ဒီဖြစ်သွားလိမ့်မယ်ဆိုတော့အခုလောလောဆယ်တော့ makeup look လေးက very clean ပြီးပြီပေါ့နော်ပြင်သွားလို့ရပြီရတော့ပြအရင်စိတ်ညစ်လို့ရှင်မလုံးကြမရှင်အဲ့လိုဂျင်းပေါင်းမိနဲ့ဒီလို t-shirt ဖြူနေပဲဝတ်တယ်အဲ့ဒါအဆင်ပြေဆုံးပဲလူသားတွေကမိန်းကလေးတွေတော့ကပွင့်လင်းပြောလို့ရှင်ဒီလို outfit မျိုးဝတ်တာ like simple လို့ဖြစ်တယ်လုံလဲလုံချုံတယ်ထင်တာလူစိတ်နဲ့လူနဲ့မကောက်ဘူးဆိုတာကျမပဲတဲ့လူစိတ်နဲ့လူနဲ့မကောက်ဘူးဆိုတာအဲ့ဖြူပါပဲအဲ့တော့ဒီဖနက်စီးရဲ့တရေဖနက်ဒီဥစ္စာညိုလားညိုမြန်မာထုတ်ပုံလာပါလားဒီဥစ္စာဖြူပါ size ပုံမှန်တော့ဖြူပါ25စီရတယ်ဒါပေမဲ့ဒီ25အောင်မှာလိုက်တာဖနက်ကနည်းနည်းသေးနေတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဒီဥစ္စာလေးရလေကိုသွားကြည့်သွားအတွက်ဂရီဘာဖနက်အတွက်ဆိုလို့ရှင်တော့သူအ little pricey ဖြစ်တဲ့ထဲမှာပါတယ်ဈေးနည်းနည်းများဒါပေမဲ့နိုင်တာပေါ့မြို့ထဲမှာနေတော့ကိုသွားကြည့်သွားဖြစ်လို့ရှင်ဒီတိုင်းလေးကအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ကပြင်သွားတော့မယ်ရှင်သွားလို့ပါပဲဒီထုတ်ပတ်လေးလွယ်တယ်ဒီဥစ္စာအလီဇာသွားတော့ရထားတဲ့ထုတ်ပတ်ဆိုတော့အားလေးနဲ့ဒီလိုလေးနဲ့ပြီးရင်ဗီဒီယိုနဲ့လည်းဒါဖနက်လေးနဲ့အဲ့ဒီဘာမဟုတ်တရေဖနက်လေးနဲ့ပြင်သွားပါမယ်အခုလောလောဆယ်ခုတ်တာပြလိုက်
။